လိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် စည်းလုံးညီညွတ်မှုမပြိုကွဲ၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ၍ ချုပ်ခြာအာဏာတည်တံ့ခိုင်မြဲတို့ကို ချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးစိတ်ပန်းစင်ဆောင်ကျွန်ုပ်သည် ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ နိုင်ငံလူဦးရေရဲ့90%ရာခိုင်နှုန်းကကျေးလက်ဒေသတွေမှာနေထိုင်ကြတာဖြစ်ပါတယ်လူမှုရေး In order to promote social reconciliation, justice and peace, as well as to support national development, the granting of appropriate amnesties will be taken into consideration. We will enhance international relationships and promote friendship ties with neighboring countries. We strive to restore normal relations with ASEAN as we are a member country.ကျွန်တော်ဦးမြောင်းလိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် စည်းလုံးညီညွတ်မှုမပြိုကွဲ၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ၍ ချုပ်ခြာအာဏာတည်တံ့ခိုင်မြဲတို့ကို ချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးစိတ်ပန်းစင်ဆောင်ကျွန်ုပ်သည် ကျွန်ုပ်သည် နိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြားလို့ပြီးပါပြီဆောင်ရွက်သွားမှာဖြစ်ပါတယ်ယနေ့ကျင်းပပြုလုပ်တဲ့နိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြားလို့ပြီးပါပြီဆောင်ရွက်သွားမှာဖြစ်ပါတယ်ယနေ့ကျင်းပပြုလုပ်တဲ့